အရင်ရက်တည်းကလေချီလီနေမကောင်းဖြစ်နေတာနဲ့ဟင်းချက်ဗီဒီယိုတွေကိုရိုက်လဲမရိုက်ဖြစ်ဘူးတင်လဲမတင်ဖြစ်ဘူးပေါ့နော်ဒီဗီဒီယိုလေးကတော့လေရိုက်ထားတာကြာပါပြီဗီဒီယို editing မလုပ်နိုင်လို့မတင်ဖြစ်တာပါလီပီကြီးငါးကြောက်တွေကိုချီလီညီမလေးများလက်ဆောင်လာပေးထားတာနဲ့ချီလီတို့ကပထမရက်ကလေးတကောင်ကိုလေရေးစိမ်ပြီးတော့မှလေအာဗန်လေးနဲ့กินစားတာစားကောင်းတယ်ပေါ့နော်ကိုရီးယားပီကြီးငါးကြောက်လေးအထုပ်ကလေးတွေရတာလို့ပါပဲချီလီကပီကြီးငါးကိုအကောင်ကြီးတာကိုမမှန်တတ်လို့ပေါ့နော်တကယ်တော့လေဒီကတစ်ထောင်စာလောက်ရှိတော့လေအစိမ့်ဆိုတော်တော်ကြီးလိမ့်မယ်ထင်တယ်နှစ်ကောင်လို့လိုက်တာအရင်များပါတယ်တကယ်ဆိုရင်တစ်ကောင်လောက်ချက်ရင်တော့လေဟင်းပွဲရတပွဲစာကောင်းကောင်းရပါတယ်အရင်ဦးဆုံးနိုင်ဝက်လောက်ရေခမ်းပြုတ်ထားတယ်ပြုတ်ထားပြီးတော့မှဒါဆိုရင်လှိလို့ရပါပြီပေါ့နော်ကကြီးလေးနဲ့အပိုင်းပိုင်းလေးသေးလေးညှက်ထားတယ်တလုံးစာလောက်ဖြစ်အောင်ပေါ့နော်ဒီလိုမျိုးလုပ်ပြီးပြီဆိုရင်တော့ကျက်သွန်ဖြူနီကိုအရင်ဆုံးစီတက်တယ်ပေါ့နော်မှုလာပြီဆိုရင်ခရမ်းညင်သေးလေးထည့်တယ်ပြီးရင်ခုနညှက်ထားတဲ့ပီကြီးငါးကြောက်လေးထည့်ပြီးတော့ချက်ပါမယ်ပီကြီးငါးကြောက်ကလေနိုင်ဝက်ပြုတ်ထားပြီးမဲ့အရင်မနူးသေးဘူးပေါ့နော်အဲ့တော့ရေထည့်ပြီးတော့အရင်ဆုံးချီလီကလေငံလားမငံလားမမှန်းတတ်တဲ့အတွက်ကြောင့်ဒီပီကြီးငါးကြောက်ကိုစားမထည့်ဘဲနဲ့အရင်ဆုံးချက်ထားပါတယ်ရေခမ်းနေမဲ့ပီကြီးငါးကြောက်ကအနူးလိုသေးတဲ့အတွက်ကြောင့်ရေကိုထည့်ရပါတယ်ရေကိုများများလေးထည့်ရတယ်ပေါ့နော်ပီကြီးငါးအသားလေးနူးနူးလေးဖြစ်အောင်ကြီးကြည့်တော့ငံလည်းမငံအောင်ပေါ့နော်အဲ့ဒါနဲ့သူကအချိုရတာတီးတန်ပဲပေါ့နော်အစားပေါ်လေးလှုပ်ထားဖြစ်တဲ့ကြောင့်စားနေတာရှိနေနည်းနည်းထည့်ပြီးတော့ချက်ထားပါတယ်ကိုကြိုက်တဲ့အနူးအနေထားရပြီဆိုရင်တော့လေရှက်နန်နန်လေးအုပ်လိုက်ရပါပြီပီကြီးငါးကြောက်ကိုလေနိုင်ဝက်လောက်ရေးစိမ်ပြီးတော့အာဗန်နဲ့กินစားရင်လည်းစားကောင်းတယ်ပေါ့နော်ဒါမှမဟုတ်ရင်လည်းအခုလိုမျိုးနိုင်ဝက်လောက်ပြုတ်ပေါ့နော်ပြုတ်ပြီးတော့ကက်ကြီးလေးနဲ့အပိုင်းလေးတွေညက်ပြီးရင်ကြက်သွန်ဒီတို့ခရမ်းကျင်ဒီတို့နဲ့တုပ်စားရင်လည်းစားကောင်းပါတယ်အခုလိုမျိုးဟင်းချက်စားရင်လည်းပီကြီးငါးအစိုးရဲ့အရသာနဲ့မတူဘဲနဲ့လေဝါလိုက်ခံပြင်းတွတ်အရသာနဲ့အရသာတူရပါတယ်ဒါကတော့လေပီကြီးငါးအစိုးရဲ့ထိုးထိုးအရသာကြိုက်တဲ့လူဆိုရင်တော့ဒီပီကြီးငါးချက်ကိုဟင်းချက်စားတာကြိုက်မယ်လို့တော့မထင်ပါဘူးချီလီကတော့ပီကြီးငါးလေပုံမှန်စားနေကြမရှိဘူးပေါ့နော်စားလေးစားတာမရှိဘူးဘာဖြစ်လို့လဲဆိုတော့လေသူကကြီးပေါင်းသမားတွေအတွက်ဆိုအရန်တက်တယ်လို့ပြောတာနဲ့လေမစားဖြစ်တာပေါ့နော်ပီကြီးငါးဟင်းလေးကိုချက်စားကြည့်တော့အရသာဆိုတော့မဆိုပါဘူးဒါမဲ့လေချီလီကတော့မီးကင်ပြီးစားတယ်ပီကြီးငါး6ရဲ့အရသာကိုပိုကြိုက်ပါတယ်